您早。老师好。你们好。老师忙吗？很忙。你们呢？我不忙。我也不忙。ဒီဗီဒီယိုမှာနှုတ်ဆက်စကားပြောတဲ့အခါမှာသုံးတဲ့စာကြောင်းခုနှစ်ကြောင်းကိုတွေ့ရတယ်။ဒါပေမဲ့မလေ့လာရတဲ့စကားလုံးတစ်ကတစ်လုံးပဲပါတယ်။အဲ့ဒါကလောက်ရှိအတိတ်ဘယ်ကတော့ဆရာဆရာမလို့အတိတ်ပဲရပါတယ်။နံပါတ်1စကားလုံးနင်းစာအုပ်ဆိုကတော့တီးပြီးသားဖြစ်ပါတယ်။အဲ့ဒါက good morning မင်္ဂလာနံနက်ခင်းပါလို့နှုတ်ဆက်ခြင်းဖြစ်ပါတယ်။နံပါတ်2စကားလုံးကတော့လောက်ရှိဟောက်ဖြစ်ပါတယ်။လောက်ရှိဆိုတာကတော့ဆရာဆရာမဟောက်ဆိုတာကတော့ကောင်းတယ်ပေါ့နော်။အဲ့တော့လောက်ရှိဟောက်လို့ပေါင်းလိုက်တဲ့အတွက်ကြောင့်မလို့ဆရာမမင်္ဂလာပါလို့အဓိပ္ပာယ်ရပါတယ်။နံပါတ်3မှာဆိုလို့ရှိရင်လောက်ရှိကနေပြီးတော့မှနီမန်ဟောက်လို့ပြောလိုက်တာကိုတွေ့ရပါတယ်။အဲ့တော့နီမန်ဆိုတာကနင်တို့အဲ့တော့ဟောက်ဆိုတာကတော့ကောင်းတယ်ဒါကြောင့်မလို့နီမန်ဟောက်ဆိုတာကနင်တို့အားလုံးမင်္ဂလာပါ။နောက်တစ်ခုကတော့လောက်ရှိမှန်မလို့မေးလိုက်တာပါ။လောက်ရှိမှန်မဆိုတဲ့အဓိပ္ပာယ်ကတော့ဆရာဆရာမအလုပ်ရှုပ်နေသလားလို့မေးလိုက်ခြင်းဖြစ်ပါတယ်။အဲ့တော့လောက်ရှိကဟန်မန်နီမန်မလို့ပြန်ပြီးတော့မှဖြေလိုက်တယ်။အဲ့တော့ဟန်မန်ဆိုတာကတော့ငါအလုပ်ရှုပ်ပါတယ်။နင်တို့ရောဘယ်လိုလဲအဲ့လိုမေးခြင်းဖြစ်ပါတယ်您早。老师好。你们好。老师忙吗？很忙。你们呢？我不忙。我也不忙。謝謝大家。